ပါအဲ့ဒီမြမတလေးတွေကိုဖော်ကျူးရုံနဲ့မကသေးပါဘူးရှင်ဆရာကြီးရဲ့အစင်လာတိုင်းနုညံ့လာတဲ့ကာယံနဘေးတွေနဲ့စမ်းသစ်လာတဲ့တန်စင်တွေနဲ့ပေါင်းဆက်ဖွဲ့စည်းထားတဲ့ထိုးခွင်းလေးနဲ့ချင်းကပ်သူဆိုတဲ့သချင်းလေးကိုတီးဆိုပုံဖော်ပေးမဲ့ဆိုတော်လေးကတော့ မင်းတရားဆွေးနွေးပြပါလေခင်ဗျာ ချစ်တဲ့လူကိုဆန်ရှင်ရောင်ကြီးဝေယ
တွေ့